အားလုံးပဲယေရှုခရစ်တော်ရဲ့နာမတော်မြတ်နဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဘုရားကနေပတ်စင်တိုင်းဒေသနာတပုတ်ကိုချီရတဲ့ယုံကြည်သူညီကိုမောင်တို့မအနေနဲ့တို့ညဝေခံစားဖို့ရန်အတွက်တင်ဆက်မှာဖြစ်တယ်။ဒါကြောင့်မို့နားစင်ပြီးမှခွန်အားရမည်ဆိုရင်တာ၍ဒူ၍ကြည်ပြန့်ဖို့ရန်အတွက်ကျွန်တော်တို့ဝိုင်းဝန်းပြီးမှအရောက်ချင်းစီတိုင်းဝိုင်းဝန်းပြီးမှအယုံကြီးလေးဖြစ်မြောက်ဖို့ရန်အယုံကြီးလေးလုပ်ဖို့ရန်ဝိုင်းဝန်းကူညီကြဖို့တောင်းဆိုပါတယ်။အဲ့တော့ဒီနေ့ကျွန်တော်ခွန်အားပေးမယ်အကြောင်းလေးကတော့ကမ္ဘာအကောင်းဆုံးရေးတိုက်ကြီးတစ်ခုအကြောင်းကိုပြောကြရင်းနဲ့နှုတ်ကပတ်တော်ခွန်အားယူမှာဖြစ်ပါတယ်။အဲ့တော့ခန္ဓာပြည်အကြောင်းလေ့လာကြည့်မယ်ဆိုရင်ခန္ဓာပြည်မှာတကယ်ပဲအောင်းဖွယ်ကောင်းတဲ့ကမ္ဘာအကောင်းဆုံးရေးတိုက်တစ်ခုရှိခဲ့တယ်ဆိုတော့ကျွန်တော်သိရတယ်။ခန္ဓာလူမျိုးတွေကရှေးကြပြီးမှတကယ်ပဲသူတို့ရဲ့မြို့ရိုးဒီရေးတိုက်တွေကိုခေတ်နဲ့အညီတော်တော်ကိုကောင်းမွန်အောင်တည်ဆောက်ပြီးမှနေခဲ့ကြတယ်ဆိုတဲ့အရာကိုလည်းဒီခန္ဓာပြည်တိုက်တဲ့ဇလံအစ်တီလာလူတွေရဲ့တမိုင်းအကြောင်းကိုလေ့လာတဲ့အခါမှာမြင်တွေ့ရတာဖြစ်ပါတယ်။ဒါနဲ့ကျွန်တော်တို့အကောင်းဆုံးရေးတိုက်လို့ပြောတဲ့အခါမှာကျွန်တော်မျက်စိထဲမှာကျွန်တော်နှလုံးသားထဲမှာဘာပြေးမြင်လဲဆိုရင်ရေရီခေါ်မျိုးပဲဖြစ်မယ်လို့ကျွန်တော်တို့ပြေးမြင်ပါပါ။အမှန်ကတော့ရေရီခေါ်မျိုးထက်ကောင်းမွန်တဲ့ရေးတိုက်ကြီးတစ်ခုရှိခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်။အဲတော့အဲ့ဒီရေးတိုက်ကြီးမှာဘယ်သူတွေနေခဲ့လဲဆိုရင်ခါနန်လူမျိုးကြီးဖြစ်တဲ့ယေဗုတိလူဆိုတဲ့လူမျိုးသမီးနေထိုင်ခဲ့တာဖြစ်ပါတယ်။အဲတော့အဲ့ဒီလူမျိုးကတော်တော်လေးကိုရှေးကြတယ်အနေထားလဲကြနေတာဖြစ်တယ်။အဲတော့ယေရီခေါမြို့ယူကြီးထုံကားပြီးမှတိဆောက်နေတဲ့ခါမှာသူကလေးမြို့ယူကြီးနဲ့ယေရုရှလင်မြို့ကအကောင်းဆုံးတိဆောက်ထားတာဖြစ်ပါတယ်။အဲတော့ယေရုရှလင်မြို့ရဲ့နေမြေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ယေရုရှလင်မြို့ရဲ့အရှေ့ဘက်မှာလည်းဂေဒုံချောင်းရှိတယ်ဂျိုက်ဖြစ်တယ်တော်တော်လေးကိုမတ်ဆောက်တဲ့ဂျိုက်ဖြစ်ပါတယ်အနောက်ဘက်မှာလည်းတော်တော်လေးကိုမတ်ဆောက်တဲ့ဂျိုက်ရှိတယ်အဲ့ဒါကတော့ဟိန္ဒူချိုက်ဟိန္ဒူသားချိုက်ဖြစ်ပါတယ်ဘာလဖျားကိုကူးကွယ်တဲ့နတ်ကူးကွယ်တဲ့လူတွေကတာသမီကိုပူဇော်တဲ့အခါမှာအဲ့မှာပူဇော်ပြီးမှအဲ့မှာပြစ်တာဖြစ်ပါတယ်အမိုက်ပုံလေးဖြစ်ပါတယ်အဲ့ဒီဘက်မှာအနောက်ဘက်ဒီမှာတော့ကျွန်တော်တို့လူတီများတဲ့ဘယ်လိုမျိုးလို့ပါလို့ရှိတာဖြစ်ပါတယ်အဲ့တော့နောက်ဘက်တောင်ဆွန်းမှာတော့ဟေဗြိုမျိုးဒါဝိခုနှစ်နှစ်စူးစမ်းခဲ့တဲ့ဟေဗြိုမျိုးကြီးရှိတယ်အနောက်တောင်ဆွန်းအနောက်တောင်ဖက်ပေါ့နော်အဲ့တော့အတိကတော့မြောက်ဖက်ဖြစ်ပါတယ်မြောက်ဖက်ကတော့ရေရီခေါ်သွားတဲ့လမ်းဖြစ်တယ်တန်ရင်တောင်ရှိခဲ့တယ်အဲ့ဒီမှာလည်းတော်တော်လေးကိုတောင်ပေါ်မှာမတ်ဆောက်တဲ့တောင်နေနဲ့ရှိခဲ့ပေမဲ့ကြိုက်မရှိတဲ့အတွက်ကြောင့်အဲ့ဒီမှာမြို့အုံရင်ထက်အများဆုံးနေရာမြို့တကားလည်းဖြစ်ခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီနေရာကဘယ်နေရာလဲဆိုရင်ဇီးအုံတောင်လည်းဖြစ်တယ်အာဗြဟံကအိဇက်ကိုပူဇော်ခဲ့တဲ့မောရီတောင်လေအဲ့ဒီနေရာကိုပဲမောရီတောင်လို့ခေါ်တာဖြစ်ပါတယ်အဲ့ဒီနေရာကိုယောရှုလုကာလတုန်းကယောရှုလုကမတိုက်နိုင်ခဲ့ဘူးယေဗုတိလူတွေမတိုက်နိုင်ခဲ့ဘူးယေရုရှလင်မြို့မတိုက်နိုင်ခဲ့ဘူးနောက်ပိုင်းလေ့လာတဲ့အခါမှာနောက်ပိုင်းယောရှုအနိစ္စရောက်ပြီးနောက်ယူဒလူတွေကပဲဝင်ပြီးမှတိုက်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့နေမီတွေကြံနေတဲ့အတွက်ကြောင့်မို့သူတို့အချင်းချင်းညှိနှိုင်းပြီးမှယူဒလူတရားသူကြီးခင်မှာပေါ့နော်တရားသူကြီးမတ်စာအခန်းကြီး1အငယ်8နော်ယူဒလူတွေကယေရုရှလင်မြို့ကိုတင်ပိုင်နိုင်ခဲ့တယ်ဆိုတော့မှတ်တမ်းတင်ထားတာဖြစ်ပါတယ်ဒါပေမဲ့အကုန်စင်သူတို့မတိုက်ထုတ်နိုင်ခဲ့ပါဘူးယေဖုတိလူတွေနဲ့ပဲအတူနေထိုင်တယ်လို့လည်းဆက်ပြီးမှအဲ့ဒီကျမ်းပတ်ရဲ့အနောက်မှာပြန်ပြီးရေးထားတာဖြစ်ပါတယ်အဲ့တော့ယေဖုတိလူတွေကတရားသူကြီးခေအစ်တီလာနိုင်ငံဖြစ်ပြတဲ့အခါမှာယေဗုတိလူတွေကယေရုရှလင်မြို့ကိုပြန်သိမ်းပိုက်ခဲ့တာဖြစ်တယ်။အဲ့တော့နောက်ပိုင်းဒါဝိမင်းဆက်ရောက်တဲ့အခါမှာဒါဝိကဟေဗြိုမြို့မှာခုနှစ်နှစ်နေပြီးမှအစ်တီလာနိုင်ငံကိုထိန်းချုပ်နိုင်ခဲ့တယ်။ဒါပေမဲ့ဒါဝိလည်းခုနှစ်နှစ်ဒါအစ်တီလာပြည်ကိုအုပ်စိုးနေတာဒီယေဗုတိလူနေထိုင်နေတဲ့ယေရုရှလင်မြို့ကိုသူမတိုက်ခိုက်နိုင်ခဲ့ဘူး။အဲဒီခုနှစ်နှစ်မြောက်တဲ့နှစ်မှာသူကတိုက်ခိုက်မယ်ဆိုမှတောင်းဝန်းရံတယ်အဲ့တော့ဂျေရုဆလင်မြို့ကခါတဲ့ဝင်ပြီးတိုက်ခိုက်လို့ရတဲ့မြို့မဟုတ်ဘူးတော့ဝန်းရံပြီးမှအစာခေါင်းပါပြီးမှအထေးကလူတွေမနေနိုင်မှထွက်လာအောင်တိုက်ရတဲ့အမျိုးအဲ့တော့ဒါဝိဒ်တို့အဲ့လိုတွားနေတဲ့အခါမှာမြို့ထဲကလူတွေကဘလို့ကြွေးကြော်လဲဆိုရင်မျက်စိကန်းနေလို့ခြေဆွန်းနေလို့တော့မှဒါဝိဒ်ကိုတိုက်ထုတ်နိုင်တယ်နော်ဒါကြောင့်မို့ဒါဝိဒ်တိုက်ဖို့မကြိုးစားနဲ့ပြန်လာကောင်းဆုံးပဲဆိုမှဒါဝိဒ်ကိုစိတ်သက်ကြောက်ကြော်တယ်ဒါနဲ့ဒါဝိဒ်ကသူ့ရဲ့အဖွဲ့သားတွေကိုကြော်ညာတယ်ဒီမြို့ကိုတိုက်နေတဲ့လူကိုကျွန်တော်နိုင်ငံရဲ့စစ်သူကြီးနေရာမှာထားမယ်စစ်သူကြီးနေအရာကိုပေးမယ်လို့ကြော်ညာလိုက်တဲ့အခါမှာသူ့ရဲ့ကျွန်ရွာဘကသူ့ဘူချိုရွာဘကပဲတွားပြီးမှ
တိုင်နိုင်ခဲ့တယ်အဲ့တော့ရွာပေါတို့ဘလို့တိုက်ခဲ့လဲဆိုရင်အဲ့ဒီဂျေရုဆလင်မြို့ကိုစာအုပ်တွေမှာတခြားစာအုပ်မှာကျွန်တော်ဖတ်မိရပါတော့ဂျေရုဆလင်မြို့ရဲ့ရေတွင်းပေါက်ထင်းကနေသူကဝင်ပြီးမှတိတ်တဆိတ်ဝင်ပြီးမှအထေကမြို့သားတွေကိုတက်ခဲ့တယ်ပြီးတော့ဂျေရုဆလင်မြို့ကိုတင်ပိုင်နိုင်ခဲ့တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရပါတယ်ဒါနဲ့ဒါဝိကမိုင်လိုရေကန်နေအဲ့မှာတိဆောက်ရမယ့်ဟာဒီသူ့ရဲ့ကာလမှာသူတိဆောက်ပြီးမှနန်းတော်ကိုဂျေရုဆလင်မြို့မှာရွှေ့တယ်သူအကြိုက်ဆုံးဟုတ်လားမဟုတ်လားဆိုတော့ဒါဝိရဲ့ဆာလံကျမ်းမှာကြီးတဲ့အခါမှာကြီးအောင်ကအလွန်မဲသူကအထွတ်မြတ်ထားပြီးမှအကေပဲချစ်ကြိုက်ကြည်နူးဖြစ်တယ်ဂျင်းနှက်ဖြစ်တယ်ဇီးုံတောင်ကိုရောက်ခဲ့လို့သူဂျင်းနှက်ဖြစ်တယ်နောက်ဆုံးမှာဒါဝိရတော့တဲ့အခါမှာဂျေရုဆလင်မြို့ထဲမှာဘာပြန်ရလာလဲဆိုရင်ဘုရားသခင်ရဲ့တဲတော်လေးအမှပြန်တိဆောက်ခဲ့တာဖြစ်ပါတယ်ဒါဝိကနောက်ပိုင်းဒါဝိရဲ့သားရှောလမုန်ကလည်းဆက်ပြီးမှတဲတော်ကိုပြန်ပြောင်းပြီးမှအဗိမာန်တော်ဖြစ်တိဆောက်ပေးခဲ့တဲ့နေရာဖြစ်ပါတယ်အဲ့တော့တကယ်ပဲခက်ခဲဂျေရုဆလင်မြို့ကိုဒါဝိတိုက်ခဲ့ပြီးမှဘုရားဘုန်းတော်ထင်ရှားတဲ့နေရာဖြစ်စေခဲ့တာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဝိညာဉ်ရေးရာအနေထားရပြန်ကြည့်မိဆိုရင်ဒီတော့ကျွန်တော်တို့ကဂျေရုဆလင်မြို့ဖြစ်ပါတယ်ကျွန်တော်တို့ကယေပုတိလူအရင်ရှေ့ကြတဲ့ယေပုတိလူတွေဖြစ်တဲ့နော်စာတန်ကကျွန်တော်တို့ကိုထိန်းချုပ်နေခဲ့တယ်အဲ့တော့ကျွန်တော်တို့ကဘု து ဘုံအတွက်ပဲအသက်ရှင်နေရလေဆိုရင်စာတန်အတွက်ပဲအသက်ရှင်နေရတယ်အပြစ်တရားရဲ့လမ်းမှုချင်းအရေးသေးမှာကျွန်တော်တို့အခိုင်အမာနေခဲ့ရတယ်ဒါကျွန်တော်တို့ကိုဂိတ်ထုံးနိုင်တဲ့လူတယောက်မှမရှိခဲ့ဘူးဒါနဲ့လူကခန်းကြီး7အငွေ27မှာအဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုပြောထားလဲဆိုရင်သူရေးကြည့်တဲ့လက်နက်စုံနဲ့မိမိအိမ်ဦး၌စောင့်နေစဉ်အခါသူ၏ဥစ္စာသည်လုံခြုံစွာရှိ၏သူထက်တက်ဆွမ်းနိုင်သောသူသည်လာ၍သူ့ကိုအောင်ပြီးမှသူကူးစားသောလက်နက်စုံကိုတင်းယူ၍ဥစ္စာပရိကံများကိုခွဲဝေလိမ့်မည်အဲ့တော့အဲ့ဒီသူရေးကတခြားကိုပြောတာမဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ကိုလမ်းမိုးနေတဲ့အပြစ်တရားဖြစ်တဲ့စာတန်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီသူရေးကိုတိုက်ထုတ်နေတဲ့လူကဘာမှမရှိဘူးလူတွေကတိုက်ထုတ်လို့လည်းမရဘူးတိုက်လည်းမတိုက်ထုတ်နိုင်အဲ့တော့သူ့ကိုတိုက်ထုတ်နိုင်တဲ့လူဒါပေမဲ့သူ့ကိုတိုက်ထုတ်နိုင်တဲ့လူလာတဲ့အခါမှာတော့သူကရှောင်ပေးရတယ်ဒါအပြင်အဲ့ဒီသူ့ရဲ့ဥစ္စာပရိကံတွေကိုလည်းဗာလဲနိုင်တဲ့လူကခွဲဝေခွင့်ရှိတယ်ဆိုတဲ့အကြောင်းဒီမှာရေးထားတာဖြစ်ပါတယ်အဲ့တော့ယေရှုခရစ်တော်ကကျွန်တော်တို့ကိုတကယ်ပဲခက်နော်အသက်ပေးပြီးမှကားတိုင်းမှာအနိုင်ပိုင်းခဲ့တဲ့ယေရှုခရစ်တော်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဂျေရုဆလင်မြို့ဖြစ်တဲ့ကျွန်တော်တို့ကိုဘုရားဘုန်းထင်ရှားစေဖို့ရန်အတွက်နော်ဘုရားဘုန်းထင်ရှားစေဖို့ရန်အတွက်ဘယ်သူကလာပြီးမှကေခဲ့လေဆိုယေရှုခရစ်တော်ကခက်သူများတိုက်လို့မရတဲ့အရာဘယ်သူမှတိုက်လို့မရတဲ့အရာမှာသူကိုယ်တိုင်လာပြီးမှနော်တိုက်ပေးခဲ့တဲ့အတွက်ကြောင့်အဲ့ဒီစောင့်နေတဲ့သူရေးကိုနိုင်ပြီးမှအဲ့ဒီစောင့်နေတဲ့သူရေးရဲ့ဥစ္စာပရိကံဖြစ်တဲ့ကျွန်တော်တို့ကိုနော်ဘုရားအတွက်ကျွန်တော်တို့ဖြစ်စေပြီးမှဒီနေ့ကျွန်တော်တို့ကနော်ဒါဝိဒ်ကဂျေရုဆလင်မြို့ကိုတိုက်တကယ်လို့ဂျေရုဆလင်မြို့ကိုရပြီးမှဘုရားဘုန်းအတွက်ဖြစ်စေတကယ်လို့ဒီနေ့ယေရှုခရစ်ကစာတန်စီကနေတိုက်ထုတ်အပြစ်တရားစီကနေတိုက်ထုတ်ပြီးမှကျွန်တော်တို့ကိုဘုရားဘုန်းထင်ရှားစေဖို့ဘုရားအတွက်ဖြစ်စေဖို့ကျွန်တော်တို့ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်နော်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့နားလည်ရမှာကကျွန်တော်တို့ကဂျေရုဆလင်မြို့ဖြစ်ပါတယ်ဘုရားခင်တကယ်တန်ဖိုးထားတဲ့ဂျေရုဆလင်မြို့ဖြစ်တယ်ဘုရားဘုန်းထင်ရှားမဲ့ဂျေရုဆလင်မြို့ဘုရားဘုန်းထင်ရှားနေတဲ့ဂျေရုဆလင်မြို့ဖြစ်ပါတယ်ဒါကြောင့်မို့တင်းရဲ့ဂျေရုဆလင်မြို့ကိုဘုရားလက်ထက်မှာပဲအပ်ပါတင်းရဲ့ဂျေရုဆလင်မြို့ကဘုရားဘုန်းထင်ရှားဖို့တာဖြစ်ပါတယ်ဘုရားအဖြစ်ပဲနော်ယေရှုခင်ကယေပုတိလူတို့လက်ထက်မှာရှိတဲ့အခါမှာဂျေရုဆလင်မြို့ဆိုတာနာမည်မထွက်ခဲ့ပါဘူးနော်ဒါဝိမင်းကြီးလက်ထဲရောက်တော့တဲ့အခါမှာတော့ဂျေရုဆလင်မြို့ဆိုတာအမြင့်ဆုံးသောထာဝရဘုရားရဲ့နေရာနော်ဗိမာန်တော်တည်ရှိရာနေရာဖြစ်လာတဲ့အတွက်ကြောင့်ဂျေရုဆလင်မြို့ကဘာမှမတည်တဲ့နိုင်ငံတွေမရှိတယ်လို့နော်တကယ်ပဲမလူချင်းတဲ့သူလည်းမရှိတဲ့ဂျေရုဆလင်မြို့ဖြစ်ခဲ့တာဖြစ်တယ်ဒါကြောင့်မို့တင်ကဂျေရုဆလင်မြို့ဖြစ်တယ်ကျွန်တော်လည်းဂျေရုဆလင်မြို့ဖြစ်ပါတယ်ဘုရားဘုန်းတော်အသက်ရှင်သွားကြပါစို့ခွန်အားပေးပါတယ်အရောက်ချင်းစီတိုင်းပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေ